Win တိုက်တဲ့အားတောက်လျှောက်ပဲနော်မလောက်တယ်နော်နောက်တစ်လုံးထပ်ထည့်လိုက်မယ် vibration spray နောက်တစ်ချောင်းသူအတန်လေးထည့်လိုက်မယ်အဲ့လိုတိုက်တဲ့ချိန်မှာတိုက်တဲ့ချိန်ရှင်းကောင်းလို့ဖြီးပြီးတော့လဲတဲ့ချိန်မှာနော်သူကသူအဲ့ vibration ဒါထွက်တယ်သူရဲ့တိုက်အားနဲ့ vibration နှမျိုးစလုံးရရမှာနော်ဘေးမှာ net လေးထည့်မယ်နော်ဒီနှစ်ခုက net လေးထည့်မယ်အခုဆိုရိုးရိုးဖောက်ဆက်နဲ့ပဲဆက်လိုက်မယ်နော်ဒီဖောက်ဆက်က gear 3ခုရှိရပါတော့3ခုပထမ1 gear 1နဲ့ဆန်ကြည့်လိုက် gear 1နဲ့တော့မစိုးတော့เนาะတော်တော်လုံနေတာဒီကအခုကနောက် gear တစ်ခုနဲ့ဆန်ကြည့်တော်တော်လုံเนาะလက်နဲ့တော့ထိုင်လို့မရတော့ဒီကလက်နဲ့တော့ထိုင်လို့မရတော့သူ့ထက်မှတန်ရလဲအမာเนาะတန်အမာရိုးတန်မဟုတ်ကိုကဒီ net လေးတက်လိုက်မယ်เนาะ net လေးတက်လိုက်မယ် gear 3တော့မသုံးတော့เนาะ gear 3နဲ့ဆိုရင်တော့သူ့ရဲ့တိုက်ရပုံများလိမ့်မယ်ဒီ vibration အကြီးအဲ့လိုမျိုး net လေးထည့်လိုက်မယ်เนาะပေးရနှစ်ခုကိုကြက်လိုက်မယ်เนาะကြက်လိုက်မယ်အဲ့နဲ့လေးနှစ်ခုကိုအဆုံးထိကြက်လိုက်မှာပေါ့နော်ဒီနှစ်ခုညက်လိုက်လို့ရှိရင်သူနှစ်ခုညက်သွားပြီပေါ့နော်သူအတန်လေးပြန်ဆက်လိုက်မှာနော်ဆက်လိုက်မှာနော်သူကတိုက်အားနဲ့ vibration နဲ့တော်တော်လေးဟိုရိုးရိုးဖောက်ဆက်ကနေလိုမျိုးပေါ့နော် vibration အကြီးစားဖောက်ဆက်ဖြစ်သွားတယ် vibration ကဒါမိုက်နော်ဒါပေမဲ့ခုကတော့လက်တစ်ချောင်းပဲသုံးလို့ရသေးတယ်ဟိုလက်နှစ်ချောင်းပေါ့နော်လက်နှစ်ချောင်းထိမ့်ပြီးသုံးပါဒီဘေးကလက်ကင်လေးပါတက်လိုက်မယ်လက်ကင်ရတော့နော်ဒီတိုင်းသုံးလို့လည်းရတယ်ပြ360ဒီဂရီဟောဘက်ရွှေ့ပြီးတော့ဟောဘက်ရွှေ့ပြီးလည်းပဲညာဘက်လက်နဲ့လည်းအရင်ထိန်းပြီးတော့လုပ်လို့ရနော်ဒီတိုင်းစင်ပြေဒီကောင်လေးရတော့ရိုးဖောက်ဆက်ရှိတဲ့လူဆိုရင်ဒါလေးဝယ်လိုက်ရင်တော့ vibration ကြီးစားဖောက်ဆက်ဖြစ်သွားတယ်နော်ဒီကောင်ဒီအုပ်တွေရောဟိုဟာလေးအကုန်လုံးလုပ်လို့ရနော်သူကရိုးဖောက်ဆက်မဟုတ်ဖောက်ဆက်အမျိုးအကြီးစားဖောက်ဆက်ဖြစ်သွားတာပေါ့နော် vibration ရောတိုက်ခိုက်အားရောနှမျိုးစလုံးပါတယ်ဖောက်ဆက်အုပ်တွေရောဟိုဟာဘီလက်မြေတွေရောအကုန်လုံးရရနော်ဒီကကိုအဲ့လိုဖြစ်သွားတယ်ခုတော့ဆရာ PC ကတော့10ဆုံးပေါ့အဲ့ကောင်းက10ဆုံးရောက်တာနော်မြင်မြင်လေးမှားထားကြနော်တော့ဆရာနမူနာပဲအရင်ဝယ်ထားကြည့်တာနမူနာပဲရောက်ထားတယ်နော်ဒီမှာနော်တရားအကုန်စင်ပေးရဒီ